ကဲညီကိုတို့ရေဒေါက်တာဟော့စ်ပါအသင်းကတော့အလကားရတဲ့ရီးသားတွေတယောက်ပြီးတယောက်တွဲပြနေတယ်လို့ပဲတယောက်ပြီးတယောက်ကိုခေါ်နေတော့တာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုးဆိုပါတယ်ဒေါက်တာဟော့စ်ပါအသင်းကအခု transfer window မှာလူ9ယောက်ခေါ်ပြီးတော့ပြီအခု1ယောက်ရောဆိုလို့ရှိရင်အခုစန်တိုဒိုနာလီရောဆိုရင်6ယောက်ဖြစ်ပြီမတီးဖာနန်ဒက်ကိုသူတို့အနေနဲ့ပေါင်85တန်းနဲ့ခေါ်ခဲ့တယ်အခုကျွန်တော်တို့ဒီစန်တိုဒိုနာလီကိုပေါင်92.5တန်းပလက်အဲ့ရွန်9.5တန်းစုစုပေါင်းတိုးတဲ့ဘက်ကတန်း100နဲ့ခေါ်ခဲ့ပြီအဲ့တော့စန်တိုဒိုနာလီကိုစိတ်ဝင်စားနေတဲ့အသင်းတွေကကျွန်တော်တို့အာဆင်နယ်တို့ဒီမန်ချက်စတာယူနိုက်တက်တို့ပြီးတော့မန်စီးတီးတို့ပါတယ်ဒီအသင်းတွေကဒီစားသမားကိုခေါ်ဖို့ဘယ်လိုပြောပြမလဲဈေးများသလေးဈေးနည်းသလေးပေါ့နော်ဘလာဆိုပြီးတော့သူတို့အနေနဲ့စဉ်းစားနေကြတာအဲ့ဒီအချိန်မှာဒေါက်တာဟော့စ်ပါအသင်းကဒီတွေတဲကိုဝင်လာတယ်သူတို့ဝင်လာပြီးတော့ကျွန်တော်ထင်ပါတယ်သူတို့ဝင်လာတာတပတ်ဝန်းကျင်လောက်ပဲရှိအောင်ပဲသူတို့အနေနဲ့ပေါ့နော်ဒီမတီးဖာနန်ဒက်ရောစန်တိုဒိုနာလီရောနှစ်ယောက်စလုံးကိုရရင်ခေါ်ခြင်းတယ်ဆိုပြီးတော့သတင်းတွေတက်လာခဲ့တာအဲ့တော့ဒေါက်တာဟော့စ်ပါအသင်းအနေနဲ့ကဒီစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒီစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့သူတို့ personal agreement ရအောင်ယူရဲ personal agreement ရပြီဆိုတော့ club to club ဆွေးနွေးတော့ဒီစန်တိုဒိုနာလီဆိုလို့ရှိရင်သူတို့အနေနဲ့3ချိန်ကမ်းလှမ်းရတာပထမတစ်ချိန်ဒီနယူကာဆယ်အသင်းကို85တန်းနဲ့ကမ်းလှမ်းတယ်နယူကာဆယ်အသင်းကပယ်ချခဲ့တယ်ဒုတိယတစ်ချိန်85တန်းနဲ့ထပ်ကမ်းလှမ်းတယ်နယူကာဆယ်အသင်းကထပ်ပြီးတော့ပယ်ချလိုက်တယ်တတိယတစ်ချိန်အခုတန်း100ပတ်ကိနဲ့ကမ်းလှမ်းလိုက်တယ်အဲ့တော့အဆင်ပြေသွားတယ်အသက်အရွယ်အပြင်လဲစန်တိုဒိုနာလီကဒီ22နှစ်လောက်sorry ဒီစန်တိုဒိုနာလီက26နှစ်ဝန်းကျင်ရှိပြီဒီမတီးဖာနန်ဒက်က22နှစ်ပဲရှိပါသေးတယ်အဲ့တော့ဒီအချက်တွေကိုကြည့်ခြင်းအပြင်ဒီအခုလာမဲ့ရာသီမှာဒီဒေါက်တာဟော့စ်ပါအနေနဲ့ပေါ့နော်သူတို့အနေနဲ့ position ကောင်းတနေရာရဖို့အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာတယ်လို့ထင်တယ်ပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ဒီဒေါက်တာဟော့စ်ပါဆိုလို့ရှိရင်တန်းစင်းစုံနဲ့ပေါ့နော်ဒီလော့အောင်မနေ့ကြိုးစားရုန်းကန်ခဲ့ရတာအဲ့တော့အခုဒီနှစ်ရာသီမှာသူတို့အခုလာမဲ့ရာသီမှာသူတို့အနေနဲ့ပေါ့နော်ဒီနောက်တန်းဖြစ်တင်မှုတွေလည်းပြုလုပ်ပြီးသွားပြီအခုကွင်းလည်ဖြစ်တင်မှုတွေလည်းပြုလုပ်ပြီးသွားပြီနောက်ပြီးဒီတောင်မန်တိုက်စစ်တွေပေါ့နော်ကျွန်တော်တို့ကြည့်နေတယ်ဒီဘယ်လိုပြောပြမလဲကလီဗာပူးအသင်းကကျွန်တော်တို့ဂတ်ဘိုကိုလည်းစိတ်ဝင်စားနေတယ်ဒီရက်ဖို့ကိုလည်းသူတို့အနေနဲ့စိတ်ဝင်စားနေတယ်အဲ့တော့ဒေါက်တာဟော့စ်ပါအသင်းအနေနဲ့သူတို့အသင်းအနေနဲ့လာမယ့်ရာသီမှာဘယ်လိုအကောင်းဆုံးပုံစံမျိုးနဲ့မြင်တွေ့ရမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်ညီကိုတို့ရောဘယ်လိုမြင်လဲအောက်က comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်